အားလုံးပဲမင်္ဂလာပါရှင် Grow Speak ကနေကြိုဆိုလိုက်ပါတယ်ပြည်ဒီနေ့ပြပြပေးသွားမယ်အကြောင်းကတော့အားလုံးလမ်းဆုံးဝင်စားနေကြတဲ့ဒီ High Ross ပြိုင်ပွဲဖြစ်ပါတယ်အဲ့တော့ High Ross ဆိုလို့ရှိရင်ပြီးကဒီ2026 March မှာတကြိမ်အခု2026 August 73ကနေပြီး16ထိလုပ်တဲ့ပွဲမှာနှစ်ပွဲပေါ့နော်ဒီ Women Open နဲ့ Women Double Pro ပေါ့နော် Pro Level တလန်းလာတာဖြစ်ပါတယ်Pro ကတော့မနေ့ပြန်မှတော့ပြန်ရမယ်မနေ့ကတော့ဒီ High Ross Double Women Open ကိုပြန်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီ High Blade Training တွေခုနောက်ပိုင်းဒီ race တွေအရန်ကိုဒီလူတွေရှေ့မှာ trend ဖြစ်လာတယ်ပြီးတော့ကျမရေးလိုက်စားတဲ့လူတွေအနေနဲ့လဲကိုလုံးနေတဲ့ training ကနေပြီးတော့ capacity တစ်ခုရှိလာတဲ့အချိန်မှာဒီ scale ကို test လုပ်ချင်ကြတယ်ပေါ့နော် challenge တွေ text တွေလုပ်ပြီးလို့ရှိရင်ကို scale ဘယ်လောက်ရှိလဲကိုဘယ်လောက်ထိလုပ်နိုင်လဲပေါ့နော်အဲ့ဒါတွေကိုစမ်းသပ်ချင်လာကြတဲ့ပုံမှာပြီးတော့အရန်ဝမ်းသာပါတယ်ပေါ့နော်အဲ့တော့အဓိကတော့ဒီ High Ross တပွဲပြိုင်တော့မှပြင်ဆင်တော့မှဆိုလို့ရှိရင်ဘာတွေရေးကြီးလဲဆိုတာရဲ့အဓိကကြတဲ့ဒီ training technique တွေ strategy တွေပြီးတော့ဒီ nutrition ပေါ့နော်အာဟာရပိုင်းဆိုင်ရာတွေပြီးတော့သုံးရမယ့် supplement ပိုင်းဆိုင်ရာတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပြီးတော့ကြတော့ဒီ coach trainer တွေလည်းဖြစ်တဲ့ coach တွေလည်းဖြစ်တဲ့ခါကြတော့ပြီးတော့အနေနဲ့ကြတော့ဘယ်လိုပြောရမလဲဒီပေါ်မှာphysically အရန် strong ဖြစ်ပြီးသားပေါ့နော်ဒါပေမဲ့တခုရှိတာကကိုယ်ဘောက် specialize လုပ်လဲပေါ်မှာမူတည်ပြီးတော့အားနေတဲ့ပိုင်းလေးတွေတော့ရှိတာပေါ့နော်ပြီးဆိုလို့ရှိရင် weight lifting specialist ဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ running မှာအားနေတယ်အဲ့တော့ကိုအားနေတဲ့ပိုင်းတွေကိုဘယ်လိုပြင်ဆင်ရမလဲဆိုတာလေးတွေပြီးတော့ဒီ new fresher လေးတွေပေါ့နော်အခုမှအသက်ပြိုင်မဲ့လူတွေအတွက်ဘယ်လိုပြင်ဆင်ရမလဲဆိုတာလေးတွေကိုဒီနေ့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့တော့ High Ross ပွဲကအလုံးသိပြီးသားဖြစ်မှာပါ8 km run 8 station workout ပေါ့နော်အဲ့တော့8 station workout မှာ challenge အဖြစ်ဆုံးဒီကကိုအတွက်ပါတယ်လဲပေါ့နံပါတ်1ဆိုရင် ski arch ပြီးတော့ sled push sled pull burpees project ပြီးတော့ row machine ပြီးတော့ farmer carry ပြီးတော့ sandbag lunges ပြီးတော့နောက်ဆုံးက wall board တရားပေါ့နော်အဲ့တော့8 km run ပြီးရင်1 walking station ပေါ့နော်အဲ့လိုလုပ်တဲ့အချိန်မှာကိုယ့်ရဲ့ heart rate ကိုဘယ်လို maintain လုပ် manage လုပ်မလဲပေါ့နော်ကိုယ့်ရဲ့ maximum heart rate ကဘယ်လောက်လဲဒီ HRကိုရဲ့ဒီ HR အလုပ်လုပ်တဲ့ပုံစံကိုကဘယ်လိုပြောရမလဲmonitoring လုပ်နေဖို့လိုတယ်ကိုရဲ့ HR ဘယ်လောက်ဆိုလို့ရှိရင်တော့ခံနိုင်ရှိတယ်ဘယ်လောက်ဆိုလို့ရှိရင်တော့ခံနိုင်မရှိဘူးတချို့ပေါ့နော်ဒီ maximum heart rate ကိုကြော်ပြီးလှုပ်လိုက်တဲ့ချိန်မှာဆိုလို့ရှိရင် heart ရဲ့ဒီ muscle တွေပြီးတော့ဒီ ventricle ပေါ့နော်ဒီ left ventricle ဒီကမခံနိုင်ဘဲနဲ့ဒီနှလုံးသွေးကြောသိရမလားအရန်အလုပ်လုပ်တာလွန်ပြီးတော့ဒီသွေးကြောပေါက်တာလားတခုခုပေါ့နော်အဲ့လိုမျိုးတွေဖြစ်တတ်တာကိုလည်းရှေ့မှာတွေးရတယ်ပြီးတော့ကိုယ့်ရဲ့ sleep ပေါ့နော်အဓိကတော့အေးရေးဝဖို့ပေါ့နော်ဒီပွဲမှာအဲ့တော့ပြီးကဒီပွဲရဲ့အပိုင်းလေးတွေတစ်ခုပြီးတစ်ခုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ first ကကျတော့အဓိကရေးကြီးဆုံးကတော့ training ပေါ့နော်အဲ့တော့ training မှာဆိုလို့ရှိရင်အဓိကတော့ပြီးတော့ဒီ season အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ပြိုင်ပွဲမလုပ်ခင်12ပတ်ပေါ့နော် play season ပြိုင်ပွဲနာနီ2ပတ်ဆိုလို့ရှိရင်ဒီ in season ရောက်လာပြီပေါ့နော် in season post season เนาะအဲ့ preparation လုပ်တဲ့ process လေးတွေကအရန်ကိုဒီ strategy ကြောက်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီ training မှာဆိုလို့ရှိရင်ကိုကအခုမှ new beginner ဆိုလို့ရှိရင်ဒီ new တယောက်ကိုဘယ်လို train ရမလဲဆိုတဲ့အချိန်မှာပြီးတော့ဒီ physically အသေးစိတ်ပေါ့နော် muscle အသေးလေးတွေကစဘယ်နာမှဒီအားနေပြီးကြံခဲတဲ့ကြွက်သားတွေမကြံခဲအောင်တစ်စိတ်ချင်းခွဲထုတ်ပြီးလေ့ကျင့်ပေးရတယ်ပေါ့နော်အဲ့တော့အဓိကတော့ဒီမှာဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့ core system တန်ရမယ် quadriceps ဒီအောက်ပိုင်းနဲ့အပေါ်ပိုင်းကို balancing ဖြစ်အောင်အလဲမှာချိတ်ဆက်ထားတဲ့ဒီ core တွေ transfer တွေနော်ဒီနေရာမှာslab pool မှာဆိုလို့ရှိရင်ဒီ back နဲ့ဒီ core ကအဓိကပဲပေါ့နော် leg တောင်မှအရန်ကြီးအဲ့လောက်ကြီးမဟုတ်ဘူးပြီးတော့နောက်တစ်ခုက gripping ပေါ့နော်ဒီ full grip ပေါ့နော်ခြေဖွားကကြမ်းမြင်နဲ့ဘယ်လောက်ထိကုတ်ပြီးတော့ဘလို့နောက်ကို lean back ကနောက်ကိုဆွဲနိုင်လဲပေါ့အဲ့လိုမျိုးဟာတွေဆိုတော့အခါကျတော့ပြီးတော့ဒီ pre-season မတိုင်ခင်မှာတည်းကပြီးတော့ hypertrophy process ပေါ့နော် hypertrophy ဆိုတာက resistant training ကြွက်သားတွေကိုတန်မာအောင် train တာအဲ့တော့ဒီကြွက်သားတွေကို train တဲ့အချိန်မှာပြီးတော့ပထမဆုံး booking ပုံစံမျိုးပေါ့နော် hypertrophy ကိုရင်သွားရတယ်ဒါမှဒီကြွက်သားတွေကနာ injury ကင်းနဲ့အလုပ်လုပ်နိုင်မှာပေါ့နော်အဲ့တော့ဒီဥမာဆိုလို့ရှိရင်ကို
အောက်ပိုင်းမှာရှိတဲ့ quadricep ကိုတန်မာခြင်းနဲ့ဆိုလို့ရှိရင် squat maximum ပေါ့နော်ကိုယ့်ရဲ့ဒီဘယ်လိုပြောမလဲ PR အများဆုံးပေါ့နော်100 120မလောက်နိုင်သည့်တိုင်ပေါ့နော်90 95လောက်ကတော့မနေနိုင်ဖို့လိုတယ်အဲ့ဒါမှလည်း stronger ဖြစ်တဲ့ body တစ်ခုလို့သတ်မှတ်လို့ရတယ်ပေါ့နော်ပြီးတော့ body တစ်ခုကိုဘယ်လောက်ထိ stronger ဖြစ်လဲဆိုတဲ့ဟာကိုပြီးတော့ဒီ SBD နဲ့ပဲတိုင်းတယ် SBD stress squat ကို100လောက်ရတယ်95လောက်ရတယ် bench press ကိုမိန်းကလေးဆိုရင်60ယောက်ျားလေးဆိုရင်80ပေါ့နော်80လောက်ရတယ်ဆိုရင် is stronger deadlift ဆိုလို့ရှိရင်လည်းအဲ့လိုပဲမိန်းကလေးဆိုရင်100ယောက်ျားလေးဆိုရင်150လောက်ရတယ်ဆိုရင် this is stronger already stronger ပေါ့နော်တန်မာပြီးသားဖြစ်နေပြီလို့ယူဆလို့ရတယ်ဘာဖြစ်လဲဆိုတော့ဒီ main lift 3ခုကခန္ဓာကိုယ်ဘယ်လောက်ထိတန်မာတယ်မင်းရဲ့ကြွက်သားတွေကိုတူတကွဘယ်လိုအလုပ်လုပ်နိုင်အောင်မင်း train ထားလဲဆိုတဲ့ဟာကိုဖော်ပြပေးတဲ့လေ့ကျင့်ခန်းတွေပဲအဲကြောင့်မလို့ဒီ SBD 3ခုကနေပြီးတော့ပြန်လဲပြီးတော့ဒီလူဘယ်လောက်ထိတန်မာလဲပေါ့အဲ့လိုမျိုးဟာပြီးတော့ပြန်ပြီးတော့ program ဆွဲပြီးတော့ပထမဆုံးမှာပြီးတော့ဒီ hypertrophy process ကိုသွားတယ်ပေါ့နော်အဲ့တော့ဒီပြီးတော့နောက်တစ်ခုက running ဘိုင်းမှာ injury မရအောင်ဆိုလို့ရှိရင်ဒီပေါင်ကြွက်သားတွေတင်ပါပြီးတော့ hamstring ပေါ့နော် hamstring ပြီးတော့ calf muscle တွေပေါ့နော်ဒီခြေသလုံးကြွက်သားတွေကို train တာပြီးတော့အခြေတန်လို့ခေါ်တာပေါ့နော်ဒီခြေသလုံးတန်တော်ဒီခြေဖွားနဲ့ချိတ်ဆက်ထားတဲ့နေရာတွေကို train တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုက PSOS major လို့ခေါ်တာပေါ့ဒီပေါင်နဲ့ဘိုင်းနဲ့ကိုချိတ်ဆက်ထားတဲ့နေရာတွေအဲ့တော့အဲ့လိုမျိုးနေရာတွေကိုပြီးတော့တခြားလေး well rounded ဖြစ်အောင် train ပြီးတော့မှပြီးတော့ strength ထဲကိုဝင်တာပေါ့နော်ပြီးတော့မှ power ကိုတက်တာအဲ့တော့ပထမဆုံးကိုက hypertrophy ကိုကြော်မယ်ဆိုလို့ရှိရင် strength မှာဒဏ်ရာရလိမ့်မယ် strength ကိုကြော်မယ်ဆိုလို့ရှိရင်လည်း power မှာဒဏ်ရာရလိမ့်မယ်အဲ့ဒါကြောင့်မလို့ training ကလုံးဝကြော်လို့မရဘူးပေါ့နော်ကိုက solo တစ်ယောက်တည်းပြိုင်မှာလား2ယောက်ပြိုင်မှာလား4ယောက်ပြိုင်မှာလားပေါ့နော် team relay နဲ့ပြိုင်တဲ့ချိန်မှာလည်းကိုကဟိုပါပေါ့ harmony ကြပေါ့နော်ကိုရဲ့အဖွဲ့တွေနဲ့ကိုအဖွဲ့ကဘယ်သူကဘာအားနေလဲကိုကဘာအားသာလဲပေါ့အဲ့ပေါ်မှာကိုက exercise 2မျိုးရွေးရမှာ哦2ကီလိုမီတာပြေးရမှာဆိုတော့အဲ့တော့ကိုအနေနဲ့ဒီအားသာချက်ရှိတဲ့ဟာတွေကိုလည်းသိထားဖို့လိုတယ်เนาะကိုကအရန် weight lifting အရန်တန်တယ်ဆိုလို့ရှိရင် sled push sled pull သို့မဟုတ် farmer carry သို့မဟုတ် sandbag lunge ပေါ့နော်ကျန်တဲ့ဟာတွေဒီ cardio respiratory ဘက်မှာလည်းကိုကဘလို့မှအားနေလို့မရဘူးဘာဖြစ်လဲဆိုတော့အပြေးရအခုစီတိုင်းမှာပါတယ်ဆိုတော့လေတပယ်ဆိုလဲအဲ့လိုပဲတပယ်ကဆိုလိုနဲ့ရန်နီးဆက်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတဲ့ခါကျတော့တယောက်နဲ့တယောက်ကဟို harmony ကြ balance ဖြစ်လောက်ကြတယ်ဆိုပေမဲ့လည်းဒီ10ကီလိုမီတာစလုံးပြေးရမှာဆိုတော့လေအဲ့တော့ကိုကဒီအားနေတဲ့ကြွက်သားလေးတွေရှိရင်ရှိမယ်ဒါပေမဲ့တပယ်လောက်တဲ့ချိန်မှာသူနဲ့ကိုနဲ့ဘယ်ချိန်မှာနားမှာလဲဘယ်ချိန်မှာသူကတော့အလုံးလုံးမှာလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့တယောက်နဲ့တယောက်ပေးယူမျှအလုံးလုံးဖို့လိုတယ်ပေါ့နော်အဲဒါကြောင့်မလို့တပယ်ကတော့ဆိုလိုနဲ့အရန်မကွာဘူးပေါ့နော်ကိုအနေနဲ့ဟိုအရန်အားနေတဲ့အပိုင်းတွေရှိနေလို့မရဘူးပေါ့နော်ဒါပေမဲ့ fun ဖြစ်ဖို့အတွက်ဝင်လို့မရဘူးလားဆိုရင်ရတယ်ဒါပေမဲ့ဟိုဘွဲ prepare မရှိလို့ရှိရင်တော့ပြိုင်ပွဲပဲလေပြိုင်ပွဲထက်ရောက်ပြီဆိုလို့ရှိရင်ကိုက athlete တယောက်ဖြစ်သွားပြီလေနော်အားကစားသမားတယောက်ဖြစ်သွားပြိုင်ပွဲဝင်တယောက်ဖြစ်သွားပြီဆိုတာဖြစ်တဲ့အတွက်ကိုကဘလောက်ပဲ fun ဖြစ်အောင်ဟိုပျော်ဝင်လောက်တယ်ဒီသိရမလားဟာသားလိုမျိုးဝင်လောက်တယ်ဆိုပေမဲ့အထဲရောက်လို့ရှိရင်တော့ဟိုပြိုင်ပွဲစိတ်သက်ပဲเนาะအဲ့လိုမျိုးတွေရှိတယ်အဲကြောင့်မလို့ဒီကတော့ဒီ training ဘိုင်းမှာဆိုလို့ရှိရင်pre-season in-season post-seasons ပေါ့နော် strategy ကြ train ဖို့လိုတယ်ကြွက်သားတွေ well rounded ဖြစ်အောင်ပေါ့နော်360အပြည့်ပေါ့နော်ကြွက်သားသေးလေးတွေကစအထဲမှာ stabilizer muscle လို့ခေါ်တာပေါ့နော်အပြင်ကကြွက်သားအကြီးတွေကောင်းအလုပ်လုပ်နိုင်ဖို့အတွက်အထဲကနေပြီးတော့တောက်တိုင်တွေပေါ့ support လုပ်ပေးရတဲ့တောက်တိုင်ကြွက်သားတွေကိုသေချာ train ဖို့လိုတယ်ပြီးတော့အဓိကတော့ running ပေါ့နော် running မှာကိုက speed running မရသည့်တိုင်မှာပေါ့နော်ဒီ slow running ကနေဒီ building leader လို့ခေါ်တာပေါ့ဒီpyramid ပုံစံမျိုးပေါ့ကိုက easy running ကနေမှာ tempo running ကနေမှာ interval running ကနေပြီးတော့မှ speed running ပေါ့အဲ့လိုမျိုးတစ်ဆင့်ပြီးတစ်ဆင့်တက်လာဖို့လိုတယ်အဲ့ဒါကြောင့်မလို့ဒီဟာတွေကို running ကိုလည်း prepare လုပ်ရမယ်ဒီဘက်ကဒီ 8 station ဆိုတဲ့လေ့ကျင့်ခန်း weight lifting rope zone လို့ခေါ်တာပေါ့နော် rope zone 6ခုလည်းတေချာလေး prepare လုပ်ရမယ်အဲ့ဒါမှလည်းကိုကဒီဟာကိုတယောက်တည်းပြိုင်2ယောက်ပြိုင်4ယောက်ပြိုင်ကိုကအဆင်သင့်ဖြစ်နေမှာပေါ့နော် okay အဲ့ဒါကတော့ training ဘိုင်းပေါ့နောက်တစ်ခုက strategy ဘိုင်းမှာဆိုလို့ရှိရင်လည်းတယောက်တည်းပြိုင်မယ်ဆိုလို့ရှိရင်ဘယ်ချိန်မှာကိုကနားမလဲဘယ်ချိန်မှာကိုက
ရေဓာတ်ပြန်ဖြည့်မလဲဘယ်ချိန်မှာကိုကဒီအလေးကိုဟိုပါပေါ့ stroke volume လို့ခေါ်တာပေါ့အသက်ရှူတဲ့နှလုံးကသွေးညှင်းတဲ့အချိန်နဲ့အသက်ရှူတဲ့အချိန်ကိုဘယ်လိုစီမံမလဲပေါ့အဲ့လိုမျိုးဟာတွေကိုကိုကသိချာ strategy ချထားဖို့လိုတယ်ပြီးတော့ဘယ်ချိန်မှာဆိုလို့ရှိရင်တော့ခဏရေတောက်နားမယ်ဘယ်ချိန်မှာဆိုလို့ရှိရင်တော့ပြေးနေရင်လည်းမှာ speed ကို short ချမယ် speed ကိုတင်မယ်နော်အဲ့လိုမျိုးဟာတွေပေါ့ဆဆချင်းပြေးရင် first exercise second exercise third exercise ထိကို slow တော့မဟုတ်ဘူးပေါ့ normal running နဲ့ပြေးဖို့လိုတယ်ဒါမှကိုကဒါကြီးကို8ခုစလုံး maintain လုပ်ထားနိုင်မယ်ပေါ့နော်အဲ့တော့ force ကနေပြီးတင်တော့ speed ကိုလည်းတင်လူလည်းအရန်ကို hot position ဖြစ်နေပြီ body temperature တွေအရန်တက်နေပြီအဲ့ဒီအချိန်မှာဆိုလို့ရှိရင် speed ရန်တင်လို့ကောင်းတဲ့အချိန်ပေါ့ burpees brodjans ပြီးတဲ့အချိန်ပေါ့နော် burpees brodjans ပြီးတဲ့အချိန်မှာဆိုရင် running ကိုလည်း speed တင်တော့လေ့ကျင့်ခန်းလုပ်တဲ့ဟာကိုလည်း speed တင်တော့ပေါ့နော်အဲ့လိုမျိုးဒါပေမဲ့တင်ဆိုပြီးတော့ဟိုရုံသုံးကားတော့မဟုတ်ဘူးပေါ့နော်ဘယ်ချိန်မှာဆိုရင်တော့ခဏလေးrest muscle ခဏ rest ပေးမယ်ဘယ်ချိန်မှာဆိုလို့ရှိရင်တော့စက်တိုက်လုပ်မယ်ပေါ့အဲ့လိုမျိုးဟာလေးတွေကိုလုပ်သွားဖို့ strategy လေးတွေပေါ့နော်တယောက်တည်းကတော့နည်းနည်းပို့ပြီးတော့ဟို strategy လုပ်ရတာဟိုလွယ်မယ်ပေါ့နော်ဘာဖြစ်လို့လွယ်မယ်လို့ပြောလဲဆိုတော့ဒီကိုနားလိုက်ရင်လည်းကိုပဲကြာမှာလေကိုမနာဘူးစက်တိုက်လုပ်ရင်လည်းကိုပဲမောမှာဆိုတော့ဒီချိန်မှာဘယ်ချိန်မှာဆိုရင်တော့ငါနားလိုက်မယ်ဆိုတဲ့ဟာကိုလောလောကူကူချလို့ရတယ်ပေါ့နော်နားလို့ရတယ်တင်းဟိုနဲ့တပယ်နဲ့ကြတော့ကိုကဟို2ယောက်ဆိုတဲ့ခါကြတော့လေအဲ့သူအားနေတဲ့ဘိုင်းမှာဆိုလို့ရှိရင်ကိုကအလုပ်လုပ်နေမယ်သူအားသာတဲ့ဘိုင်းမှာဆိုရင်သူ့ကိုလှော့ထားပြီးတော့ကိုကနားမယ်ပေါ့နော်ဒါမှမဟုတ်တယောက်တစ်ဝက်50ပဲလုံးမှာလားပေါ့အဲ့ဒီဟာတွေကိုပြီးတော့ဒါမှပြေးတာတော့တူတူပြေးရမှာဆိုတော့ကိုက run အားသာလားအားနေလားပေါ့နော်အဲ့ပေါ်မှာမူတည်ပြီးတော့ဘယ်ချိန်မှာဆိုလို့ရှိရင်တော့ခဏလေးslow speed နဲ့သွားပြီးတော့ဘယ်ချိန်မှာဆိုရင် speed တင်မလဲပေါ့ဒါပေမဲ့တပည့်တစ်ခုကအာသာတာပါလဲဆိုတော့ဟို road zone တွေမှာလေ့ကျင့်ခန်းတယောက်တစ်လှည့်လောက်ရတာဆိုတော့နားချိန်ပိုရတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ပိုလုံနိုင်တယ်လို့ပြောရမှာပေါ့တပည့်ကကြတော့ okay အဲ့ဆိုရင်တော့ strategy ဘိုင်းမှာတော့တယောက်နဲ့တယောက်လူညီဖို့လိုတယ်ဘသူကဘာအားနဲလဲဆိုတော့တယောက်နဲ့တယောက်သိဖို့လိုတယ်ဘသူကဘာအားတာလဲဆိုတော့သိဖို့လိုသလိုသူအားနေတဲ့ချိန်မှာချက်ချင်းဝင်လုံမယ်ဆိုတဲ့စိတ်ကိုမွေးထားဖို့လိုတယ်ပေါ့နော်အဲကြောင့်မလို့ဒီတယောက်နဲ့တယောက်လူဆိုတာလည်းစိတ်ကသူကတစ်မျိုးကိုကတစ်မျိုးဆိုတဲ့ခါကျတော့ညှိနှိုင်းရတာအရန်ကိုချိန်ယူရတဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ် training တူတူလုပ်ကြမလား training ခွဲလုပ်မလားပြိုင်ပွဲထဲရောက်တော့မှမလုပ်ခင်ဟိုဟာပေါ့လေ့ကျင့် pre stimulation ကြတော့မှပြန်တွေးကြမလားအဲ့လိုမျိုးလေးပေါ့အဲ့ဒါလေးတွေ team လေးဆိုပို့ဆိုးပေါ့နော်၄ယောက်ဆိုတော့၄စိတ်ဆိုတော့အဲ့ဒီလူ၄ယောက်ညီဖို့အရန်အားယူရတယ်အရန်ဟိုအလုပ်လုပ်ရတဲ့အချိန်မှာတယောက်နဲ့တယောက်ပေးယူမျှဖို့လိုတာပေါ့နော်အဲ့ကြောင့်ဒီ team နဲ့လုပ်တဲ့အချိန်မှာတော့ဒီပြောမယ်ဆိုရင်ထုံးစံပေါ့လေတယောက်နဲ့တယောက်ကတော့ဟိုငါတော့ဒါလေးလှုပ်လိုက်လို့ငါပို့ပြီးလှုပ်လိုက်ရတယ်သူကတော့ပို့လှုပ်လိုက်ရတယ်ဆိုတဲ့ဟာမျိုးတွေမရှိဖို့လိုတာပေါ့နော်ပြီးတော့နောက်တစ်ခုကဒီငါအဲ့ဒီဟာဇုံယူလိုက်ရလို့ငါတန်ရရသွားတယ်ပေါ့ဘသူကြောင့်အဲ့လိုမျိုးတယောက်နဲ့တယောက်အပြည့်ပုံချတဲ့ဟာမျိုးတွေမရှိဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ပိုဆင်ပြေတယ်ပေါ့နော်အဲ့ကြောင့်အဲ့တော့ strategy ကတော့သူအပိုင်းနဲ့သူချဖို့ပို့ပြီးတော့ team လို့လေးဆိုရင်တော့okay ပြီးရင်ဇက်တိုက်ရှိသမျှအားကုန်လို့ပြီးပြန်လာလူချင်းပေါ့နော်တပယ်ကကြတော့တယောက်နဲ့တယောက် road zone တွေမှာနားလို့ရတယ်သူဆော့နေသူလက်ကျင်နေတဲ့သူလုံနေတဲ့ချိန်မှာကိုနားတဲ့ချိန်မှာအပြေးဝနားပြီးတော့ဂျယ်လေးတွေပါလေးစားထားမလားပေါ့ဘယ်ချိန်မှာဟောပေါ့ run 5လောက်မှာဆိုရင်ရေတောက်မယ်ပေါ့တစ်ခေါက် run 7လောက်မှာဆိုရင်တစ်ခါရေတောက်မယ်ပေါ့ပြီးတော့ run 8နောက်ဆုံးမှာဆိုရင်တော့ electrolyte ဖြည့်မယ်ပေါ့အဲ့လိုမျိုးဟာလေးတွေကိုဟိုအပေးယူမြတ်ပေါ့နော်အဲ့လိုပုံစံလေးသွားဖို့အဲ့ဒါ strategy ပိုင်းမှာတော့ဒီ training ဘယ်လိုလုပ်ကြမလဲဆိုတာရယ် road zone ဘယ်လိုခွဲကြမလဲဆိုတာရယ်ပြီးတော့ဘယ်ချိန်မှာနားမလဲဆိုတာရယ်ဘယ်ချိန်မှာဟိုအောက် site ထုံမလဲဆိုတာရယ်ပြီးတော့ဒီကိုယ့်ရဲ့ working capacity ဘယ်လောက်ရှိလဲဆိုတော့ကောင်းကောင်းသိဖို့လိုတယ်ကိုယ်ခန္ဓာကိုယ်ကိုကောင်းကောင်းသိဖို့လိုသလိုအဖွဲ့နဲ့လှုပ်တဲ့လူဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အဖွဲ့ဝင်ရဲ့ခန္ဓာကိုယ်ပါကိုယ်ကသိဖို့လိုတယ်ပေါ့နော်အဲဒါကြောင့်မလို့ strategy တေချာချဖို့လိုတယ်ပြီးတော့ဒီချထားတဲ့ strategy တိုင်းလိုက်နာဖို့လိုတယ်တယောက်နဲ့တယောက်ယုံကြည်ဖို့လိုတယ်ပေါ့နော်โอเคနောက်တစ်ခုကကျတော့ race မှာဆိုလို့ရှိရင်လည်းခုနပြောသလိုပဲပေါ့ဒီ race ကဒီမစတင်ခင်ဘယ်နှမိနစ်ကိုအလိုအရောက်သွားမယ်ပြီးတော့ဘယ်ချိန်ဆိုလို့ရှိရင်တော့သွေးဘူးထဲကိုဝင်မယ်ဘယ်ချိန်ဆိုလို့ရှိရင်တော့ race စမယ်ပေါ့နော်စပြီးတော့မှဒီ race မှာအကောင်းဆုံးစူးစမ်းကြမယ်ဆိုတဲ့ဟာအကောင်းဆုံး record ကိုယူကြမယ်ဆိုတဲ့ဟာကိုအနေနဲ့ဒီပွဲမှာဆိုရင်တော့ငါဘယ်လောက် record လောက်ရအောင်လုပ်မယ်ဆိုတဲ့ဟာလေးတွေကိုကြိုတင်ပြီးတော့မှန်းဆပြီးတော့လုပ်ဖို့လိုတယ်ပေါ့နော်
ရောနောက်တစ်ခုက race ရဲ့ event တွေကိုတခြားလေးဒီ system တွေသူတို့သွားရမဲ့ဟိုပေါ့ဒီဘယ်နေရာနေထွက်မယ်ဘယ်နေရာနေပြန်ဝင်မယ်ဘယ်နေရာမှာတော့ road zone ရှိတယ်ပြီးတာဘယ်နဲ့ပတ်လဲဆိုတာတွေတခြားလေးကျွမ်းကျင်အောင်လုပ်ထားဖို့လိုတယ်ပေါ့နော်ပထမဆုံး run ကဒီ in arch ကို in ဆိုတဲ့အပေါက်ကို3ခါမြင်ရမယ်ဒုတိယ run မှာဆိုလို့ရှိရင် in ဆိုတဲ့အပေါက်ကို2ခါမြင်ရမယ်တစ်ခါမြင်ရမယ်အဲ့လိုပေါ့ဘွဲတစ်ခုနဲ့တစ်ခုက event venue ပေါ့နော်လောက်တဲ့အဆောက်အုံပေါ်မှာမူတည်ပြီးတော့ပြေးရတဲ့အပတ်တွေကကွာဝါတယ်အဲ့တော့ကိုကအဲ့ဒါတွေကိုကျွမ်းကျင်အောင်ပိုင်နိုင်အောင်လိုက်ကြည့်ထားပေါ့နော်ဒီသူတို့လည်းသေချာလေးထုတ်ပြန်ပါတယ်ပွဲမလုပ်ခင်ပေါ့နော်အဲ့တော့အဲ့ဒီ event နဲ့ပတ်သက်တဲ့ဟာလေးတွေကိုသေချာလေးဟိုပါပေါ့သူတို့ Instagram နဲ့ social media တွေမှာတင်တယ်အဲ့ဒါလေးတွေကို like ကြည့်ထားဖို့လိုတယ်သိဖို့လိုတယ်တယောက်တည်းဆိုရင်လည်းကိုသိမှကိုလုံမှလေအဖွဲ့နဲ့ဆိုလို့ရှိရင်လည်းအဖွဲ့ကိုလည်းသိပေးကိုလည်းသိပေးအဖွဲ့ကလည်းသေချာသိလားပေါ့သေချာလေးပြန်ပြီးတယောက်နဲ့တစ်ခါ confirm လုပ်ဖို့လိုတယ်ပေါ့နော်ပွဲမတိုင်ခင်မှာပေါ့နော်ပွဲထဲရောက်တော့မှဟိုညင်းဒီညင်းနေဆိုလို့ရှိရင်ကြာတယ်ပေါ့နော်ချိန်လဲကြာတယ်ပြီးတော့အာယုံနောက်ရတယ်ပေါ့နော်စိတ်နှောက်ယှက်ဖြစ်ရတယ်အဲ့လိုမျိုးတွေပေါ့နော်ပြီးတော့ဒီ race ရဲ့ပုံစံတွေပေါ့ဒီ venue ရဲ့ information တွေပေါ့နော်ဘယ်မှာဆိုလို့ရှိရင်တော့ဘာကတ်ထုတ်ရတယ်ဘယ်မှာဆိုလို့ရှိရင်တော့ဘာရေဘူး station ကဘယ်မှာရှိတယ်ဓာတ်စားရေ station ကဘယ်လိုရှိတယ်ဒါရေ station လားဓာတ်စားရေ station လားကိုကတောက်မိပြီးတော့မှဓာတ်စားရေတော့တင်ဟိုပိုက recess လိုမျိုးပေါ့နော်အဲ့လက်ထိုးလိုက်ကြည့်တော့တောက်မိနေတယ်ဆိုလို့ရှိရင်လည်းဒါအဲ့လိုမျိုးတွေပေါ့အမားလေးကနေခန္ဓာကိုယ်ဟိုပေါ့ကို manage လုပ်လို့မနိုင်တော့ဘူးဆိုရင်နှမျိုးစရာကြီးပေါ့နော်ကိုဝင်ပြိုင်တာလေ okayနောက်တစ်ခု nutrition ပေါ့ nutrition နေနဲ့ဆိုလို့ရှိရင်လည်းဒီမပြိုင်ခင်မှာဆိုလို့ရှိရင်တော့ကိုကဒီကိုရဲ့ခန္ဓာကိုယ်နဲ့အလုပ်လုပ်တဲ့ပုံစံနဲ့ပေါ့နော်ကိုကဘယ်ဟာစားလိုက်လို့ရှိရင်တော့ bite ပွားတယ်လေပွားတယ်ပေါ့ဘယ်ဟာစားလိုက်လို့ရှိရင်တော့ခန္ဓာကိုယ်က feeling ကောင်းသွားတယ်ပေါ့ဘယ်ဟာဆိုလို့ရှိရင်တော့ကိုယ်နဲ့မတက်ဘူးဆိုတဲ့ဟာတွေ food testing လုပ်ထားဖို့လိုတယ်ဒီ food testing တွေလုပ်ထားမှလည်းကိုကပြင်ပွဲနားနီးတဲ့ချိန်ကျတော့မှဝမ်းသွားတာတို့ bite out တာတို့လေပွားတာတို့ပေါ့နော်အဲ့လိုတွေမဖြစ်မှာပေါ့နော်အဲ့ကြောင့်မလို့ကိုက race လောက်တော့မယ်ဆိုလို့ရှိရင်ဒီကိုနဲ့မတက်တဲ့အစားအသောက်တွေပေါ့တချို့အစားအသောက်ကအရန် cream ဖြစ်တယ်အရန်ကောင်းတယ်ဒါပေမဲ့ကိုနဲ့မတက်ဘူးဥမာဆိုရင်နွားနို့ပေါ့နွားနို့ဆိုရင်အစီထုတ်ထားတဲ့နွားနို့ဖြစ်ဘာဖြစ်သိလားprotein ပါတယ်နို့က calcium ကျွဲဝတယ်ကောင်းတယ်လေဒါပေမဲ့ပြည့်နဲ့မတက်ဘူးဘာဖြစ်လဲပြည့်အဲ့ဒါတောက်ပြီးလို့ရှိရင်လူကအီလေလေဘယ်လိုပြောရမလဲဟို something like ကွာဟိုလိုမျိုးဟိုblack ကလေနည်းနည်းပို့ပြီးတော့ဟို glucose ပိုများလာတယ်လို့ပေါ့နော် sugar ပိုများအဲ့လိုမျိုးပုံစံမျိုးဖြစ်တယ် feeling ကလေ it's not good feeling ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ဝက်ချံရမ်းထွက်တယ်ပြီးကလေအဲ့ဒီနွားနို့တောက်ပြီးနောက်တစ်ခုက cheese တွေ no ထွက်ပစ္စည်းတွေနဲ့မတည့်တာပေါ့နော်ပြီးရအဲ့တော့ fructose ဟိုပေါ့ lactose နဲ့မတည့်တာပေါ့အဲ့ lactose နဲ့မတည့်တဲ့ပြဿနာလည်းရှိတယ်ပေါ့နော်အဲ့ကြောင့်ကိုယ်နဲ့မတည့်တဲ့ဟာတွေကို testing အများကြီးလုပ်ထားဖို့လိုတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီအရန် cream ဖို့လိုတယ်ဒီပြိုင်ပွဲကိုပြင်ဆင်နေတဲ့အချိန်မှာပေါ့နော်အစားအသောက်ကိုပစ္စည်းလက်ခဒီလမ်းဘေးစားသောက်တွေလုံးဝအဆင်မပြေဘူးပေါ့နော်ဒီ processed food တွေတစ်ဆင့်ပြီးတစ်ဆင့်လုပ်ထားတဲ့ဟာတွေ refine ပေါ့နော်ပြန်လည်ပြုပြင်ထားတဲ့ဟာတွေအရန်ကိုခန္ဓာကိုယ်ဒုက္ခပေးပါတယ်ခန္ဓာကိုယ်ရောင်ရမ်းစေတယ်ပြီးတော့နောက်တစ်ခုကအဓိကတော့ခန္ဓာကိုယ်ထဲမှာဘက်တီးရီးယားတွေနဲ့ပြဿနာတက်တယ်ပေါ့နော်ဘိုက်ရမ်းပွားတယ်လေပွားတယ်အမြဲတမ်းဝမ်းသွားချင်နေတယ်ပြီးတော့နောက်တစ်ခုကဒီဘိုက်ကြီးပူပြီးတော့ဖောင်းနေတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဘက်တီးရီးယားတွေအရမ်းဆိုးတယ်အဲ့ကြောင့်ဒီ supplement ပိုင်းကတော့နောက်မှပြောပြမယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်ဆိုတဲ့ခါကျတော့ဒီ protein ပြည့်မီဖို့လိုတယ်ကိုယ်နဲ့ protein အမုန်းနဲ့တဲ့လားပေါ့နော်တဲ့ရင်လည်း okay ပေါ့မတဲ့လို့ရှင်လည်းဒီ protein သဘာဝ protein ကိုပဲကျက်သားနဲ့ငါးနဲ့ဘယ်လိုစားမလဲပေါ့အဲ့လိုမျိုးလေးပေါ့နော်ဒီအာဟာရဆိုတဲ့ထဲမှာလည်းအာဟာရဓာတ်အစုံလေးပါဝင်ဖို့လိုတာ哦အဲ့လိုမျိုးလေးတွေရွေးချယ်စားတော့ဖို့လိုပါတယ်အရန် cream ဖို့လိုတယ်နော်အရင်လုံးဝအပြင်းစားလုံးဝအဆင်မပြေဘူးတရက်ဖက်ပြေးစားလိုက်တယ်ပေါ့နော်ကျက်သားနဲ့အဲ့တော့မမှန်ရပဲဖက်ထမင်းစားလိုက်တာဖက်ထမင်းဆိုရင်တော့ချင်းပေါကြော်ပါတယ်ငပိကြော်နည်းနည်းလေးပဲပါတယ်နော်ပြီးရင်ဘာပါလဲဆိုတော့ကျက်သားကြက်ကင်ပါတယ်အဲ့ဒါတွေစားလိုက်ပြီးနောက်နေ့ကလည်းဝမ်းသွားတာဘိုက်ကြီးဖောင်းပြီးပူနေတာအဲ့လိုမျိုးတွေဖြစ်တာအဲ့တော့ပြရလေပြောမှဆိုရင်ကွာအရန် sensitive oh my god is you know ကိုစားနေကြတော့အဲ့ဒီလေ့ကျင့်နေတဲ့အချိန်မှာအဲ့လိုဖြစ်သွားတယ်ကွာသိလားလုံးဝမတက်ဘူးပေါ့နော်အဲ့ကြောင့်မလို့အားလို့ဒါတော့မှတော့တေချာဆိုင်အရန်တရှင်းတဲ့ဆိုင်မှာဝယ်စားတာသိလား
အဲ့လိုမျိုးတွေနဲ့လည်းကိုယ်နဲ့မတက်ဘူးစင်မပြေဘူးပေါ့နော်အဲ့ကြောင့်ဒီအိမ်မှာအရန်ချက်ဖို့လို့လည်းချိန်ပေးရတယ်ပေါ့နော်ပြီးတော့ပတ်စံသုံးရတယ် ceremony ဆိုလို့ရှိရင်လည်း ceremony ဒီဘယ်လောက်လဲ grand 800ကျော်လားမသိဘူးအဲ့လောက်ကိုတော့မှ400 300အဲ့လိုမျိုးတွေပေါ့ဘတ်နဲ့ဆိုရင်အဲ့လိုမျိုးတွေโอเคလေငါဒီဘွဲတက်ပြင်ဆင်နေတဲ့ဟာပဲဆိုပြီးတော့ကုန်ကြခံမယ်ဆိုပြီးတော့အဲ့လိုမျိုး ceremony ကတော့အရန်ကောင်းတယ် omega 3 6အဲ့လိုမျိုးပေါ့နော်ဒီ fat ကိုမှအရန်ကောင်းတဲ့ fat နဲ့ protein နဲ့ပေါင်းထားတာဆိုတော့ဟိုI recommend ပေါ့နော် ceremony ကအရန်ကောင်းတယ်နောက်တစ်ခုကတော့ supplements ပေါ့နော် supplements မှာဆိုလို့ရှိရင်လည်းပြီးကဒီပွဲမှာပြီးသုံးရတဲ့ဟာဆိုလို့ရှိရင်တော့ BCA ပေါ့နော် BCAA က pre မှာလည်း BCA ပဲတောက်သလိုဒီ doing မှာလည်းလေ့ကျင့်နေတဲ့ချိန်မှာလည်း BCA ကိုပဲတောက်သွားတယ် amino acids energy ဒီကောင်လည်းကောင်းတယ်ဒါပေမဲ့ဒီကောင်က caffeine နည်းနည်းပါတဲ့ခါကျတော့ဒါတောက်ပြီးလေ့ကျင့်တဲ့အချိန်ဆိုရင်ပြီးကသိအိတ်မပြောချင်ဘူးပေါ့နော်ပြီးတော့နောက်တစ်ခုကအရင်ပွဲတွေတုန်းကတော့ပြီးရ creatine သုံးတယ်ဒါပေမဲ့ creatine သုံးပြီးလို့ရှိရင်ပြီးရခန္ဓာကိုယ်ကလေးတဲ့ရေပိုများလာတဲ့ feeling တွေဖြစ်တယ်ပြီးလို့ရှိရင်ဒီဘောပေါ့ craving အရန်ဖြစ်တယ်ပေါင်မုတ်တယ်အဲ့လိုမျိုးတွေပေါ့နော်အစီကြော်တွေရမ်းစားချင်တယ်အဲ့ကြောင့်မလို့ပြေးကဒီ creatine ကိုဒီပွဲမှာလုံးဝမသုံးထားဘူးဒီ BC တခုတည်းနဲ့သုံးထားတယ်ဒါကတော့ hybrid athlete ဆိုတဲ့သီးသန့်ထုတ်ထားတာဆိုပြီးတော့ electrolyte ပါတယ် creatine ပါတယ် BC ပါတယ်ပေါ့နော် amino acid ပါတယ်ဒီကောင်ကစင်ကာပူကအမလက်ဆောင်ပေးထားတာအဲ့ဒါကအထဲမှာသူကဟိုလေး stick လေးတွေပေါ့နော်ဒီလို stick လေးတွေအဲ့လိုလေးရေ900မီလီနဲ့ဖြော်ရတယ်အဲ့ဒါကိုပွဲမတိုင်ခင်လေ့ကျင့်နေတဲ့ချိန်ကလေးကလည်းတောက်လို့ရတယ်ပေါ့နော်ပြီးတော့ probiotic ပေါ့အဓိကတော့ပြည့်ရဘိုက်ရမ်းပွားတယ်လေပွားတယ်လို့ဆိုတော့မနဲ့ဘာမှမစားခင် probiotic ကိုအရင်တောက်ပြီးရေ3ခွက်2ခွက်ပေါ့အရင်တောက်ချလိုက်တယ်ပြီးတော့နေ့လည်ခင်းကတော့ဟိုပါလဲ calcium D3 ရယ်ပြီးတော့ vitamin C ရယ်တောက်တယ်နေ့လည်မှာညအိပ်ရဝင်တဲ့ချိန်မှာတော့ magnesium ရယ်ပြီးတော့ omega 3 ရယ်ပြီးတော့ဒါကနောက်တစ်ခုကဘာလဲဆိုတော့ iron ရယ်တောက်တယ်အဲ့တော့ဒီ magnesium မတောက်ခင်ကတော့ခန္ဓာကိုယ်တချို့အချိန်တွေမှာဟိုကျွတ်တက်တာမျိုးတော့မဟုတ်ပေါ့ကျွတ်သားအဲ့လို repairing process ဖြစ်ပြီးတဲ့အချိန်မှာကျွတ်သားတင်းတာလေးပါရှိတယ်ပေါ့ဒီ magnesium တောက်ပြီးတဲ့အချိန် magnesium glycinate เนาะစီချွေးကကြတော့1ပြောတဲ့ဟာပဲ glycinate ကကြတော့ဒီ nervous system နဲ့ဒီ muscle relax ဖြစ်စေတယ်ပေါ့နော်အဲ့လိုမျိုးအတွက်တောင်းတာနောက်တစ်ခုကဒီ amino gel ကတော့ပြီးလေ့ကျင့်နေတဲ့အချိန်မှာလုံးဝမသုံးဘူးကြိမ်ပွဲချိန်မှာပဲသုံးတယ်ဒီကောင်ကိုခါမှာချက်ထားပြီးတော့ဘယ်ချိန်မှာတောက်လဲဆိုတော့ဆက်ဖူးပြီးမှတစ်ခါတောက်တယ်raw မရှိပြီးမှတစ်ခါတောက်တယ်amino gel အဲ့တော့သုံးသွားတာတော့ BC အဓိကသုံးသွားတာ BCA ရဲ့ပြီးတော့ amino acids ပေါ့နော် amino acid သီးသန့်ပါတဲ့ဟာရဲ့ပြီးတော့နောက်တစ်ခု electrolyte ကကြတော့ပြီးကဒီပိုကာလီဆွဲလည်းသုံးတယ်တချို့ချိန်တွေမှာဆိုရင်တော့ဒီ search လေးတွေလေထုတ်လေးတွေအဲ့ဒါလေးလည်းသုံးတယ်ရေနဲ့ဖြော်ရတဲ့အမှုတ်တွေပေါ့နော်အဲ့ဒါလေးလည်းသုံးတယ်ပေါ့နော်အဓိကတော့ supplements ကတော့အဲ့ဒါတွေသုံးဖြစ်တယ်အဲ့ကြောင့်မလို့ဒီအခုပြောသွားပေးတဲ့ supplements တွေသုံးတယ်ပွဲမတိုင်ခင်မှာတော့ပြီးတော့နောက်တစ်ခုကကစုံဥအဓိကပြီး calf ကိုကစုံဥကိုတခြားသုံးထားတဲ့ဒီပွဲမှာလေအဲ့တော့ဒီခန္ဓာကိုယ်ရဲ့ calf complex calf ဆိုတဲ့ခါကျတော့ကြိုတော့စားရတဲ့အချိန်ပို့ပြီးတော့နည်းနည်းကြာပေါ့နော်တနားရီလောက်တည်းကကြိုစား2နာရီလောက်ပေါ့နော်ပြီးတော့45မိနစ်လောက်စားတဲ့အချိန်မှာနည်းနည်းလေပွားချင်တယ်အဲ့လိုမျိုး calf ထဲမှာဆိုရင်ဒီကစုံဥကိုအကောင်းဆုံးငပြောသည်အကောင်းဆုံးပေါ့နော်အဲ့တော့ကစုံဥစားရတယ်ဒီပွဲမှာပြီးတော့မတိုင်ခင်မှာဒီ hybrid တထုံနဲ့ BCA နည်းနည်းရောထားတဲ့ဟာကို3ငုံတောက်လိုက်တယ်ပြီးရင်ပွဲထဲမှာတော့ဒီ gel စားတယ်ပေါ့နော်ပြီးတော့ပြန်ထွက်လာတဲ့ချိန်မှာတော့ BCA 3ငုံပြန်တောက်လိုက်တယ် recovery အတွက်ပေါ့ okay supplements လည်းရှင်းမယ်ထင်ပါနောက်တစ်ခုကတော့ mindset ပေါ့နော် mindset ကတော့ကိုယ်ပြိုင်ပွဲဝင် mindset ဆိုဒီမှာပြိုင်ပွဲဝင် mindset ပဲပေါ့နော်မှန်လို့တော့ရတယ်လှုပ်ချင်လှုပ်မလှုပ်ချင်နေအေးဆေးပဲဆိုတဲ့စိတ်နဲ့တော့မရအောင်ပေါ့နော်ငါရအောင်လုပ်မယ်ဒီပွဲကိုငါရအောင်ကြော်ဖြတ်မယ်ဆိုတဲ့စိတ်လေးတွေis a little bit aggressive ဖက်ကိုတွားတယ်ပေါ့နော်ဒါပေမဲ့ aggressive ဒေါသတွေထွက်နေဖို့မလိုဘူးဖြစ်ဖို့မလိုဘူးပေါ့နော်ကို dry လုပ်နိုင်တယ် mind ဘယ်လိုပြောရမလဲ
strong ဖြစ်တယ်ဆိုတာထက်ကို smart strong ပေါ့နော် smart ဖြစ်တဲ့ strong ကတစ်ခုဖြစ်တယ်ဒီဟာကိုမောင်းနိုင်တယ် drive လုပ်နိုင်တယ်ပေါ့ငါသွားကိုသွားလို့ရတယ်ငါနိုင်တယ်ပေါ့အဲ့လိုမျိုးကိုယ့်ကို confidence ယုံကြည်မှုအပြည့်ရှိဖို့လိုတယ်ပြီးတော့training လုပ်နေတဲ့အချိန်မှာလဲငါလုပ်နိုင်တယ်ငါဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကိုထည့်ထားဖို့လိုသလိုဒီ training ဆဆချင်း first week second week မှာဆိုလို့ရှိရင်တော့အရန်ကြီးမောင်းဖို့မလိုဘူးကိုယ်ခန္ဓာကိုယ်ရောကိုယ်စိတ်ကိုရောနည်းနည်းတက်လက်တက်တာနဲ့အရင်စလုပ်ပေါ့နော်ပြီးမှတဖြည်းဖြည်း tempo မြင့်လာမယ်အဲ့မြင့်လာတဲ့ tempo ကနေပြီးတော့ဆွဲခေါ်သွားပေါ့နော်ဆဆချင်းဝုံယုံသွားလို့လိုက်ရင်တော့လဲမှာပဲပေါ့နော်အဲကြောင့်မလို့ဒီ athletes mindset ပေါ့အားကစားသမားစိတ်ဓာတ်သွင်းထားဖို့လိုတယ် mindset ကလည်းအရန်ရေးကြည့်တယ်ဒီ mindset မရှိရင်လည်းကားပဲမဖြစ်ဘူးပေါ့နော်အရှုံးပေးခြင်းစိတ်တွေအများကြီးဖြစ်ပေါ်လာလိမ့်မယ်အဲ့လိုမျိုးလေးတော့ရှိတယ်အဲ့တော့အဖွဲ့နဲ့ဆိုရင်ပို့ဆိုးပေါ့နော်တယောက်နဲ့တယောက်ယုံကြည်မှုရှိရမယ်တယောက်နဲ့တယောက်ကုညီချင်းစိတ်ရှိရမယ်ပေါ့နော်အဲ့လိုမျိုးတွေပြီးတော့စီးလုံးရမယ်ညှိနှိုင်းရမယ်ပေါ့အဲ့လိုမျိုး mindset တွေပြီးတော့အဓိကတော့ဘယ်လိုပြောရမလဲအရှုံးမပေးတဲ့ mindset ပေါ့ငါအလုံးဝအရှုံးမပေးဘူးဒီပွဲကငါရအောင်လုပ်မယ်နောက်ဆုံးချိန်ထိငါကြော်ဖြတ်မယ်ပေါ့နော်ပြီးတော့ကိုသိရမယ်ကိုရဲ့နှလုံးခုန်နှုတ်ကဘလောက်ကိုကြွက်သားဘယ်ကြွက်သားအာနယ်ဆုံးလဲအဓိကတော့အဲ့ဒါကိုသိတဲ့အချိန်မှာကိုသိဘယ်ချိန်မှဆိုရင်ဘယ်လိုလေး slow လိုက်မလဲဆိုတော့ဒီဟာတွေကိုကိုကသိထားတဲ့ဟာ mindfulness ဖြစ်ဖို့လိုတယ်အဓိကကိုခန္ဓာကိုယ်နဲ့ကိုစိတ်နဲ့လုံးဝနားလည်ရမယ် mindfulness မဖြစ်ဘူးစိတ်ကတလို့လူကတလို့ဆိုရင်အလကားပဲအဲ့ဒါလုံးဝအလုံးမဖြစ်ဘူးအဲ့ဒါတကယ်လဲအဲ့ဒီဟာကိုရောက်အောင်လုပ်နိုင်မှာလည်းမဟုတ်ဘူးတစ်ချိန်မှာသိတယ်မလားစိတ်ကရမ်းရှိလာပြီဆိုလို့ရှိရင်ရူဆိုပြီးတော့လုံလိုက်အားနေသွားပြီဆိုရင်ဒူနားလိုက်အဲ့တော့ဒီပွဲခါရှေ့ရောက်ဖို့နဲတယ်ပေါ့နော်အဲ့တော့ mindset က first one အရန်ရေးကြည့်တယ်အဲ့ကြောင့်မလို့ကိုလုံနိုင်တယ်ဆိုတဲ့စိတ်ကိုထားပြီးမှစလုပ်ပေါ့နော်ငါမလုံနိုင်လောက်ပါဘူးဆိုတဲ့ဟာမျိုးမဖြစ်စေနဲ့ပေါ့နော်ဖြစ်မှာပေါ့နော်ခါလေးဆိုတော့မိန်းကလေးဆိုတော့ပိုဆိုးတယ်စိတ်ကမျိုးဒီ hormones ပေါ်မှာမူတည်ပြီးတော့ခန္ဓာကိုယ်ကပြောင်းလဲနေတာဆိုတဲ့ခါကျတော့ဒီဟာတွေဖြစ်လိမ့်မယ်ဒါပေမဲ့ချက်ချင်းအပြန်တင်းဖို့လိုတယ်ဒီဟာကိုလုံနိုင်ငါလုံနိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်နောက်တစ်ခုက sleep ဆိုလို့ရှိရင်လည်းအရန်ရေးကြည့်တယ်အရန်ရေးကြည့်တယ် sleep ကဒီအေးရေးတစ်နေ့မို့တရက်မဝတာနဲ့လေ့ကျင့်ခန်းသွားပြီးအဲ့မှာလေ့ကျင့်ခန်းအားနေပြီးမလုံနိုင်တော့ဘူးဆိုရင် performance လည်းကျပြီပေါ့နော်အဲကြောင့်မလို့ဒီ sleep schedule လေးပေါ့ပြီးတော့ lighting ပေါ့ပြီးတော့နောက်တစ်ခုကဒီ circadian rhythm သိထားဖို့လိုတယ်ဘယ်ချိန်မှဆိုရင်တော့အလင်းရောင်ကမှောင်ချမှာဘယ်ချိန်မှဆိုရင်တော့ကိုကအလင်းနဲ့နေလို့ရတယ်ပေါ့အဲ့လိုမျိုးလေးတွေကိုနားလည်ဖို့လိုတယ်သိဖို့လိုတယ်ဒီအေးဘယ်ချိန်မှဆိုရင်အိတ်မယ်ပေါ့ schedule နဲ့ကိုအိတ်ဖို့လိုတယ်မဟုတ်ဘယ်နဲ့ဒီ9 out ထွက်လိုက်ကိုအိတ်ချိန်နဲ့ချိန်အိတ်ထားချိန်နဲ့ချိန်ထားမလို့လုံးဝမရဘူးပေါ့နော် sleep ကအရန်အရေးကြီးပါတယ်တရက်အေးမွားနဲ့တွားပြီး your brain is going to ruins ပေါ့နော်နောက်တစ်ခု recovery မှာလည်းအရန်ရေးကြည့်တာပါလဲဆိုတော့ဒီ stretching လုပ်ဖို့လိုတယ်နောက်တစ်ခုကဒီ ice bath တို့ sauna တို့ပေါ့နော်ခန္ဓာကိုယ်အပူနဲ့ဒီကြွက်သားတွေကျွတ်ဆန့်နေတဲ့ကြွက်သားတွေအောက်ကွဲပြီးတော့ပေါ့နော်ကြွက်သားတွေ fiber ကြောတွေကိုပေါ့ repairing process ပိုကောင်းအောင် ice နဲ့ရေခဲနဲ့လုပ်တယ်အပူကဘယ်ချိန်မှလုပ်လဲဆိုရင်ကြော့ဆပ်ပြီးမာတောင်းနေတဲ့ကြွက်သားတွေကိုဆိုရင်ပျော့ပြီးတော့ပြောင်းဖြစ်သွားအောင်အပူပြန်ပေးတယ်နော်အဲ့တော့ sauna နဲ့ ice bath တွေပြီးတော့ relaxation ခန္ဓာကိုယ်လည်း relax ဖြစ်ထားဖို့လိုတယ်ဒီ nervous system တစ်ခုရှိတယ် sympathetic နဲ့ parasympathetic ဆိုပြီးတော့အဲ့တော့ sympathetic on နေပြီဆိုရင် body ကအရန်အလန်းဖြစ်နေတယ် cortisol မြင့်နေတယ် high ဖြစ်နေ adrenaline on နေတယ်ပေါ့နော် catecholamine on နေတယ်ဒီ high dose က catecholamine on မှာပဲဘာဖြစ်လို့လဲဆိုတော့ high intensity interval style လေးအဲ့တော့ catecholamine on နေပြီ epinephrine တွေအရန် on နေပြီဆိုရင်လူဟာ relax မဖြစ်နေဘူး parasympathetic nervous system နှိပ်ကျသွားပြီးတော့ sympathetic nervous system မြင့်သွားတယ်အဲ့ဒီအချိန်မှာဆိုရင်ခန္ဓာကိုယ်က relax မဖြစ်နေဘူးကွာအမြဲတမ်း active ဖြစ်နေတယ်အမြဲတမ်း drive I can do that I can go there I can do I want to do သိရမလားအဲ့လိုမျိုးတွေဖြစ်နေတယ်ဆိုလို့ရှိရင်လည်းကိုက parasympathetic nervous system လေးကိုလည်း relaxation music လေးတွေ yoga flow လေးတွေတရားထိုင်တာလေးတွေနော်mindfulness muscle relaxation ပုံစံမျိုးလေးတွေပြီးတော့ forward lowering လေးတွေ ice bath အဲ့လိုမျိုးလေးတွေပေါ့နော်အဓိကတော့ sound music နဲ့ဒီ sound sleeping ပုံစံမျိုးလေးတွေနဲ့ body relax you are relax ဆိုတဲ့ဟာမျိုးလေးတွေပေးဖို့လိုတယ်ပေါ့နော်မဟုတ်ဘူးဆိုရင်ခုနပြောသလို sympathetic nervous system အရန် high ပြီးတော့ catecholamine အရန်များနေတာဆိုတော့ adrenaline on မယ် cortisol မြင့်မယ်ပေါ့နော်
အဲ့တော့အဲ့ဒါကမကောင်းဘူးလားဆိုတော့ကောင်းတယ်အဲ့ဒါမျိုးတွေ dry လို့နိုင်မှကိုကလှုပ်ချင်စိတ်လည်းရှိသူတို့ခန္ဓာကိုယ်ကလည်းအရန် active ဖြစ်တာဒါပေမဲ့ over is over you cannot over ပေါ့နော်ခန္ဓာကိုယ်လည်း relax ပေးရမယ့်ချိန် recovery ပေးရမယ့်ချိန်လည်းပေးရမယ်လောရတဲ့ချိန်လည်းလောရမယ်နားတဲ့ချိန်မှာလည်းအပြေအဝအနားယူရမယ်စိတ်ရောလူရောခန္ဓာရောအလုံးနားရမယ်ပေါ့နော်အဲ social media တွေကိုလည်းမသုံးဘဲနဲ့နားနေရမယ်အဲ့လိုမျိုးတွေเนาะအဲ့တော့ recovery also is most very important ပေါ့နော်အဲ့ဒါမှလည်းအေးအေးဝါမှာเนาะအဲ့တော့ recovery နောက်တစ်ခု accessory အနေနဲ့ကတော့ကိုဘာသုံးမလဲပေါ့အဲ့လိုမျိုးကိုရဲ့ budget နဲ့အညီပေါ့နော်ဟို branded ကြီးတွေသုံးမှမဟုတ်ပါဘူး branded မဟုတ်ပဲကိုကကိုအေးစေးအိမ်နေရင်းလေးနဲ့တော့ပြိုင်လိုက်ရတယ်ကိစ္စမရှိဘူးအဓိကတော့ running shoe ကိုတော့ကောင်းကောင်းဝယ်ဖို့လိုတယ် accessory ကတော့ကြံတဲ့ဟာကိစ္စမရှိဘူး shoe အဲ့ဒီ shoe ကပဲကိုဒုက္ခပေးမှာအဲ့ဒါကြောင့်မလို့ shoe ကိုတော့အကောင်းဆုံးဝယ်ပါလို့အကြံပေးချင်ပါတယ်ပြေးတဲ့ shoe ပေါ့နော်ဟိုပါပေါ့ဒီအောက်က so ဟိုဟာတွေကိုပါလဲ floor base တွေကိုတခြားလောက်ထားတဲ့ shoe တွေကိုရွေးဝယ်ပါကျန်တာတော့ကြိုက်တာဝယ်အိမ်နေရင်းနဲ့တော့ပြင်လိုက်ရကိစ္စမရှိဘူးကိုကကိုလှချင်းလို့အဲ့လိုမျိုးသိရမလားနည်းနည်းလူကြားထဲမှာဆင်းပြေတင်းတော့ဖြစ်ချင်းလို့ branded ဝေးချင်းဝင်းနည်းနည်းကောင်းတာဝင်းချင်းဝင်းအဲ့ဒါကိစ္စမရှိဘူးပေါ့နော်အဲ့ဒါတွေကပို့ပင်ရတကယ်တမ်း gear accessory ပေါ့ gear ဆိုရင်လည်းအဲ့လိုပဲဒီကိုသုံးမဲ့ gear တွေဘယ်ဟာတွေလောက်သွားမလဲပေါ့ဒီခြေစော့ဖနက်အင်ဂျီပြီးတော့ဒီဂျဲထုတ်ထည့်လို့ရတဲ့ဘောင်းဘီ sport wear ပေါ့နော် sport wear နည်းနည်းလေးတက်တာဖြစ်တဲ့ sport wear ပေါ့ပြေးလို့ကောင်းတဲ့ sport wear မျိုးဘေးမှာအိတ်ပါတဲ့ sport wear မျိုးပေါ့နော်အဲ့လိုမျိုးလေးတွေ gear လေးတွေတခြားလေးကြည့်ဖို့လိုတယ်ဟိုရောက်မှပြေးတဲ့အချိန်မှာဘောင်းဘီရှိနေတော့ပြေးလို့ဆင်မပြေဘူးပေါ့နော်ဒီ jean wear ကိုနည်းနည်းခပ်တူခပ်ဟိုလိုမျိုးပေါ့ခပ်sweaty ကိုပြန်ပြီးတော့ဟိုလိုမျိုးပေါ့ sweaty ဖန်းတွေလိုမျိုးပေါ့နော်ပြ running ကနေသီးသန့်ထုတ်ထားတဲ့ဟာအကောင်းဆုံးပဲ high ross မှာကျန်တဲ့ gym wear တွေကနည်းနည်းလေးဘယ်လိုပြောမလဲ sweat absorption လောက်တာနည်းနည်းအားနည်းတယ်ပေါ့နော်running ကတော့ဒီ Adidas ကထုတ်တဲ့ဒီလိုဒီ sweaty shirt တွေဖန်းတွေဆိုရင်အကောင်းဆုံးပေါ့နော်နောက်တစ်ခုက coach ငားမယ်ဆိုလို့ရှိရင်လည်းကိုကဒီဟာနဲ့အကျွမ်းတဝင်ဖြစ်တဲ့ coach ပေါ့နော်ပြီးတော့ဒီဟာကို technique ကိုသိချသင်ပေးနိုင်မဲ့ coach ပေါ့နောက်တစ်ခုကကိုကောင်းကောင်းသိတဲ့ coach ပေါ့နော်ကိုသိဖို့လိုတဲ့ coach ကကိုမသိရင်လည်း तू ကတော့သင်ပေးသွားမှာပဲတစ်ခုပြီးတစ်ခုကိုနဲ့ harmony မဖြစ်ဘူးတယောက်နဲ့တယောက်ကနားမလည်နေဘူးကိုလည်း तू မသိဘူးဆိုရင်အလကားပဲတော့မဟုတ်ပါဘူးဘယ်လိုပြောမလဲခါလေးကြရင်ကီးမမိနေဘူးပေါ့နော်ကိုကလှုပ်ချင်တာလှုပ် तू ကလည်းသိနေတစ်ခုပြီးတစ်ခုဒါစာအုပ်ကြီးတစ်တိုင်းနံပါတ်1ဒါလုံးနံပါတ်2ဒါလုံးပြီးရင်ကိုမဟုတ်ဘူးကိုပြန်ပြီးချက်လုံနေတယ်ကိုအမြဲတမ်းကဲခန့်နေတယ်ကိုကဘာအားနဲ့နေလဲသိနေတယ်ကိုဘာအားတန်နေပြီလဲ तू သိနေတယ်အဲ့လိုမျိုး coach ကိုငှားဖို့လိုတယ်ပေါ့နော်mind that coach ပေါ့ဟိုပါပေါ့360 coach ပေါ့အကုန်လုံးပြည့်စုံတဲ့ coach ပေါ့နော်အဲ့လိုမျိုးလေးတွေတေချာလေးငှားဖို့လိုတယ်ရှာဖို့လိုတယ်ပြည့်လို့လိုမျိုးပေါ့ကြော်ညာဝင် okay အဲ့တော့ coach ငှားတဲ့ချိန်မှာလဲဟိုကြည့်ဖို့လိုတယ်ပေါ့နော်ဒီ running ဘိုင်းနဲ့ပတ်သက်ပြီးကျွမ်းကျင်လား high ross နဲ့ပတ်သက်ပြီးဘယ်လောက်သိထားလဲပြီးတော့နောက်တစ်ခုကဒီ strength and conditioning ကိုဘယ်လောက်နားလည်လဲပေါ့အဲ့ဒီ coach ကပြီးတော့နောက်တစ်ခုကဒီ muscle နဲ့ anatomy နဲ့ပတ်သက်ပြီးဘယ်လောက်ထိကျွမ်းကျင်လဲပေါ့ပြီးတော့ကိုယ့်ရဲ့ strength နဲ့ဒီ conditioning ပြန်ပေါင်းတဲ့အချိန်မှာဒီ speed တွေဟာပေါ့ scale တွေကိုဘယ်လောက်ထိသင်ပေးနိုင်လဲပေါ့အဲ့လိုမျိုး coach ကိုငှားဖို့လိုတယ်နောက်တစ်ခုက mistake ပေါ့နော်အမှားတွေပေါ့ penalty ထိမဲ့ဟာမျိုးတွေပြီးတော့ဒီခုနကပြောသလို venue ကိုမကျွမ်းကျင်တဲ့ဟာမျိုးတွေပေါ့အမှားတွေပေါ့ပြီးတော့နောက်တစ်ခုကဒီရွေးတဲ့ဂျဲကိုကဒါကို testing လည်းမလုပ်ထားဘူးသွားလည်းမစားဘူးပွဲတဲ့ရောက်တော့မှသွားစားအဲ့ဒီမှာအန်ချင်တာနဲ့တိလာတတွေးတွေခဏထွေးလို့လည်းမရဘူး penalty ထိမှာလေတတွေးထွေးလို့မရဘူးအဲ့မှာအမိုက်ပုံတော့တွားပြီးထွေးရတယ်ရေခဏတောက်တာတော့ဘိုက်ကြီးလေးပြီးကယ်ပြီးတော့မပြေးနိုင်တာတော့ပေါ့နော်အဲ့လိုမျိုးတွေကိုကသိထားဖို့လိုသလို strategy ရှိရမယ်ပေါ့နော်ပြီးတော့ဒီအမားတွေကိုတေချာလေးဟို
ကြိုတင်ပြီးတော့ပြင်ဆင်ပြီးတော့မှကိုယ့်ကိုထုတ်နှုတ်ပြီးတော့လုံနေနိုင်မှကိုကဒီဟာနဲ့ပတ်သက်ပြီးတော့ဟိုပြောမလဲကောင်းကောင်း manage လုပ်နိုင်မှာပေါ့နော်အဲကြောင့်မလို့ဒီကိုက supplements တွေဆိုလို့ရှိရင်လည်းကိုတောက်နေကြသုံးနေကြဟာတွေပဲဖြစ်ရမယ်information နဲ့ပတ်သက်ပြီးတော့လည်းပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့လည်းသေချာနားလည်ထားရမယ်ကိုင်းနဲ့ပတ်သက်ပြီးတော့လည်းသေချာသိရမယ်ကိုနားမလဲဘူးမသိဘူးဆိုရင်ကြိုတင်ပြီးသွားပြီးလေ့လာပေါ့နော်ဗီဒီယိုတွေဝင်ကြည့်ဒီ Hyros ကထွက်နေတဲ့ဗီဒီယိုတွေကိုသေချာကြည့်ပေါ့နော်သူတို့ပြောပြနေတဲ့ဟာတွေသေချာနားထောင်နော်အဲ့လိုမျိုးပြီးတော့ ticket ကို visual ပေါ့နော် personalize လုပ်ဖို့လိုတာတွေပြီးတော့ ticket ကိုပေါ့နော်ဝယ်ထားပြီးရင်ဘာလုပ်ဖို့လိုတယ်အဲ့လိုမျိုးတွေပေါ့တစ်ဆင့်ပြီးတစ်ဆင့်လုံးဝမဲ့ဟာတွေ information တွေပေါ့အဓိကတော့သတင်းချက်လက်တွေမျိုးစုံကိုကိုကနားလည်ရမယ်သိရမယ် like စုံစမ်းရမယ်မေးမြန်းရမယ်ပေါ့နော်အဲ့လိုမျိုးတွေပြီးတော့ကိုယ်ခန္ဓာနဲ့ကိုယ်စိတ်ကိုသိဖို့လိုသလိုကိုဘာလုပ်မယ်ဆိုတော့နားလည်ဖို့လိုတယ်အဲ့လိုမျိုးတွေပေါ့အားလုံးကိုသွေးဘူးဘယ်လိုလုပ်မလဲဆိုတာတွေသွေးဘူးပဲချိန်ဝင်မလဲဘယ်ချိန်အဲ့ဒီကိုသွားပြီး register လုပ်မလဲပေါ့နော်ပြီးတဲ့ချိန်မှာရောဘယ်လို recovery လုပ်မလဲပေါ့အသေးစိတ်ပေါ့ဒီပွဲနဲ့ပတ်သက်တဲ့ဟာအားလုံးအမှားယွင်းမရှိလုပ်ဖို့လိုတယ်ပေါ့နော်နောက်တစ်ခုက ego ပေါ့ကိုကဟိုပြိုင်ပွဲဝင်ပြီးဆိုတာနဲ့ ego တွေတက်တယ်ပေါ့နော်အဲ့လိုငါလုံနိုင်တယ်ငါတော့လုံဟိုဖြစ်တယ်ငါတော့ဆရာကြီးတို့ငါသိတယ်တက်တယ်နားလဲတယ်ဆိုတာမှန်တယ်ဒါပေမဲ့ကိုက coach ငှားထားတယ်ဆိုရင်ဒီ coach ကိုယုံကြည်မှုရှိရမယ် coach ပြောတာနားထောင်ရမယ်အပြီးတော့100% ယုံကြည်ရမယ်ကွာကိုမယုံရင်မငှားနဲ့ပေါ့ဟုတ်တယ်မလားကိုယုံလို့ငှားထားတာဆိုတော့ तू ပြောတာနားထောင်ရမယ်ပေါ့နော်အဲ့လိုမျိုးတွေလုပ်ရမယ်ပြီးတော့မေးလို့ရတဲ့ဟာကိုလည်းမေးလို့ရတယ်ပေါ့နော်မေးသေးတဲ့ဟာဆိုရင်လည်းမေးပေါ့နော်အဲ့လိုမျိုးလေးတွေလုပ်ရမယ်ပြီးတော့ဒီ Hyros နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟို information ခုနကပြောသလိုပေါ့အကုန်လုံးမေးထားရမယ်ပြောထားရမယ်ပေါ့နော်အဲ့တော့ကိုက ego တွေတက်ပြီးတော့သူကဆရာကြီးငါသိတယ်ငါတက်တယ်ငါနားလဲတယ်ဆိုပြီးတော့အဲ့လိုမျိုးမလုပ်စေချင်ဘူးပေါ့နော်ပြီးတော့နောက်တစ်ခုကကိုယ့်ရဲ့ HR တွေဘာတွေကိုကိုကဘာမှဟိုမဖြစ်ပဲနဲ့ငါနိုင်တယ်ဆိုပြီးအသေးပြေးတာမျိုးပေါ့နော်အဲ့တော့ strategy ကြပေါ့ခုနစနေပြောသွားသလိုပဲဒီ key နဲ့ strategy နဲ့ flow နဲ့နော်ကိုယ့်ရဲ့ plan နဲ့တေချာလုပ်မှဒါအောင်မြင်တဲ့လမ်းတစ်ခုဖြစ်မှာပေါ့နော်ရေရှည်လုံနိုင်တဲ့အောင်မြင်တဲ့လမ်းပေါ့ရေတို့ဒါတပွဲထိုးလောက်တာတော့ပြီးတော့အာမပေးဘူးပေါ့နော်အဲ့လိုမျိုးရေတို့တပွဲထိုးလောက်တာမျိုးမဟုတ်ပဲနဲ့တေချာလေးရေရှည်လေး plan လေးနဲ့ရေရှည်လုပ်မယ်ဆိုတဲ့စိတ်ကလေးနဲ့လောက်တာမျိုးသဘောကျတယ်ပေါ့နော်အဲ့တော့ဒီအခုပြောတော့ပေးတဲ့ Hyros နဲ့ပတ်သက်တဲ့ဟာလေးတွေပေါ့နော်တချို့ information တွေတော်တော်ရလိုက်မယ်လို့ထင်ပါတယ်နော်အားကြောင့်မလို့နောက်ပွဲတွေမှာပြင်ဆင်ဖို့အတွက်ကိုcoach ရှာနေတယ်ငှားမယ်ဆိုလို့ရှိရင်လည်းပြီးတော့ဆက်သွယ်လာလို့ရပါတယ်ပြီးတော့ဒီ supplements information တွေခန္ဓာကိုယ်ပိုင်းဆိုင်ရာ Hyros ပိုင်းဆိုင်ရာပေါ့နော်အဲ့လိုမျိုးဟာတွေကိုသိချင်လို့ရှိရင်လည်းပြီးတော့ဆက်သွယ်လာလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်